ပါခင်ဗျကျွန်တော်ဒီနေ့ရှင်းပြမယ့်သင်ခန်းစာလေးကတော့types of chemical bonding ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ type of chemical bonding မှာကျွန်တော်တို့ကဒီ chemical bonding တွေရဲ့အမျိုးအစားတွေကဘယ်ပုံမှာမူတည်လဲဆိုရင်ကျွန်တော်တို့ metal တွေ non metal တွေကျွန်တော်တို့ metal တွေဟုတ်လား the types of chemical bonding depends on the types of elements metals or non-metals that are involved အဲ့တော့ metal တွေ non-metal တွေပါဝင်တဲ့ element အမျိုးအစားပေါ်မှာကျွန်တော်တို့ chemical bonding တွေပါဝင်ပါတယ်မူတည်ပါတယ်ပုံမှာမူတည်ပြီးတော့ chemical bonding အမျိုးအစားတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ chemical bonding မှာကျွန်တော်တို့ ionic bonding chemical bonding မှာ ionic bonding ရှိတယ် covalent bonding and metallic bonding ဆိုပြီးတော့ကျွန်တော်တို့ bonding ၃ခုရှိပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဟာဒီ intermolecular force တွေဖြစ်ဖို့အတွက်ကကျွန်တော်တို့ဟာလားဒီ molecule အတွင်းထဲမှာရှိတဲ့အတန်တွေကဟာလားဒီ strong ဖို့ရှိမယ် strong ဖို့ကြောင့်အတူတကွာရှိမယ်အဲ့ဒီရှိတဲ့ဘာကြောင့်ရှိရလဲဆိုရင်ကျွန်တော်တို့ဟာဒီ weak molecule ကြားမှာဟလာအားနည်းနေတဲ့ molecule အားနည်းနေတဲ့ molecule ကြားမှာရှိတဲ့ force ကအားနည်းနေတဲ့ molecule ကြားမှာရှိတဲ့ force က strong force ကြောင့်အတူတကွအတာ molecule တွင်းထဲမှာအတန်နဲ့အတူရှိတာကိုကျွန်တော်တို့ intermolecular force လို့ခေါ်ပါတယ်အဲ့တော့ hydrogen bonding လည်းဖြစ်ပါတယ် intermolecular force ကhydrogen bonding နောက်တစ်ခုကကျတော့ van der Waals force van der Waals force ထဲမှာကျွန်တော်တို့ ion dipole interaction တို့ dipole interaction နဲ့ London dispersion force ဆိုပြီးတော့ကျွန်တော်တို့၃ခုထပ်ပြီးတော့တွေ့ရပါတယ်အဲ့တော့ intermolecular force က hydrogen bonding ဖြစ်ပါတယ်အဲ့တော့ intermolecular force မှာ van der Waals force မှာကျွန်တော်တို့ ion dipole လား ion dipole interaction dipole interaction နဲ့ London dispersion force ဆိုပြီးတော့ကျွန်တော်တို့၃မျိုးတွေ့ရပါတယ်ခင်ဗျကျွန်တော်ပြန်ပြီးတော့ရှင်းပြပါမယ်ကျွန်တော်တို့ဟုတ်လားကျွန်တော်ဒီနေ့ရှင်းပြတဲ့သင်ခန်းစာကကျွန်တော် types of chemical bonding ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က metal နဲ့ non metal တွေပါဝင်တဲ့ element အမျိုးအစားပေါ်မှာမူတည်ပြီးကျွန်တော်တို့ chemical bonding အမျိုးအစားတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ chemical bonding အမျိုးအစား၃မျိုးရှိပါတယ် ionic bonding covalent bonding and metallic bonding ဆိုပြီးကျွန်တော်တို့၃မျိုးရှိပါတယ်ဟုတ်ကဲ့အဲ့ဒါမှကျွန်တော်တို့ intermolecular force ဖြစ်ဖို့အတွက်ကကျွန်တော်တို့အားနည်းနေတဲ့ molecule ကြားထဲမှာရှိတဲ့အားပေါ့နော်အဲ့ဒီအား strong force ပေါ့အဲ့ဒီ strong force ကြောင့် molecule တွင်းထဲမှာရှိတဲ့အတန်နဲ့အတူတကွနေနိုင်တာပါအတူတကွရှိနိုင်တာပါအဲ့ဒီ weak force အားကိုကျွန်တော်တို့က intermolecular force လို့ခေါ်ပါတယ် intermolecular force ကိုတနည်းအားဖြင့် hydrogen bonding ဖြစ်ပါတယ်intermolecular force ထဲမှာကျွန်တော်တို့ဘာပါမလဲဆိုတော့ van der Waals force ရှိပါအဲ့ဒီ van der Waals force ထဲမှာ၃မျိုးခွဲခြားထားပါတယ် ion dipole interaction နဲ့ dipole interaction အဲ့တော့ London dispersion force ဆိုပြီး၃မျိုးကျွန်တော်တို့ခွဲခြားထားပါတယ်နောက်တစ်ခုအနေနဲ့ဒီ type of chemical bonding and intermolecular force တွေကဟလာကျွန်တော်တို့အရင်ကအရေးကြီးပါတယ်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ဘာကြောင့်လဲဆိုတော့သူက compound တွေနဲ့ element တွေရဲ့ဟလာ physical property နဲ့ structure တွေပေါ်မှာကျွန်တော်တို့သက်ရောက်လို့ဖြစ်ပါတယ်အဲ့တော့ဒီ type of chemical bonding အနေနဲ့ intermolecular force ကအရင်ကအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ဒီ compound တွေ elements တွေရဲ့ဟလာ physical property နဲ့ structure တွေပေါ်မှာသက်ရောက်နိုင်လို့ဖြစ်ပါတယ်သက်ရောက်လို့ structure တွေကြောင့်ပေါ့နော်ဒီ physical property ရဲ့ physical ပိုင်းဆိုင်ရာ conductivity တွေနဲ့ structure တိဆောက်ပုံတွေကြောင့်တိဆောက်ပုံတွေမှာကျွန်တော်တို့သက်ရောက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ ionic bond တွေက is stronger than equivalent bond covalent bond ထက် bond တစ်ခုထက် ionic bond က stronger ဖြစ်ပါတယ်ပို့ပြီးတော့တန်ပါပါတယ်covalent bond တဲ့ ionic bond ကပို့ပြီးတော့ stronger ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဟလာ the type of chemical bonding and intermolecular force are important because they can affect the structures and physical properties of elements and compounds in general an ionic is greater than a covalent bond covalent bond တခုထက် ionic bond ကပိုပြီး stronger ဖြစ်ပါတယ်ပိုပြီးတော့တန်ပါပါတယ်ပိုပြီးတော့ stronger ဖြစ်ပါတယ်အဲ့တော့ဒီ element တွေနဲ့ compound တွေရဲ့ physical ရုပ်ပိုင်းဆိုင်ရာ property conductivity နဲ့ structure တွေပေါ်မှာတက်ရောက်တော့ကြောင့် intermolecular force နဲ့ type of chemical bonding ဟာအရေးကြီးပါတယ်အဲ့တော့ the hydrogen bond ပေါ့နော်ဒီ hydrogen bond တွေကျွန်တော်တို့
The hydrogen bond is the strongest intermolecular force. Hydrogen bond ဟာ strongest molecular bond ရှိပါတယ်ဘယ်လိုလဲ Van der Waals force အောက်မှာတော့ intermolecular force က hydrogen bond ကကျွန်တော်တို့ strongest intermolecular force ဖြစ်ပါတယ်ခင်ဗျဒီ Van der Waals force ရဲ့အောက်မှာတော့ဟာလား hydrogen bond က strongest intermolecular force ဖြစ်ပါတယ်အဲ့တော့ Van der Waals force ရဲ့ဂျာမှာ London dispersion force ကတော့ weak intermolecular force ရှိပြီးတော့သူကဘယ်မှာတွေ့ရလဲဆိုတော့ in all substance substance တွေ element သို့မဟုတ် compound တွေမှာကျွန်တော်တို့တွေ့နိုင်ပါတယ်ကျွန်တော်ပြန်ပြီးပြောပြပါမယ် The hydrogen bond is the strongest intermolecular force followed by Van der Waals force. Among Van der Waals force, London dispersion force are the weakest intermolecular force that can be found in all substance. အဲ့တော့ကျွန်တော်တို့က hydrogen bond က Van der Waals forces အောက်မှာတော့ strongest intermolecular force ဖြစ်ပြီးတော့Van der Waals force ရဲ့ဂျာမှာတော့ London dispersion force ကတော့ weakest intermolecular force ရှိပါတယ်အဲ့ဒီ London dispersion force ကကျွန်တော်တို့ဟာလာ in all substance တွေအားလုံးမှာပြောမယ်ဆိုတော့ draw ဝတ္ထုတွေအားလုံးထဲမှာတွေ့နိုင်ပါတယ်ဒီအဖြစ် element နဲ့ compound တွေပေါ့မှာတွေ့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ before we consider the detail of ionic and covalent bond model it is important to emphasize that most bonds are no 100% ionic or 100% covalent အဲ့တော့ကျွန်တော်တို့ဟာ ionic နဲ့ covalent bond model တွေရဲ့အသေးစိတ်ကအရန်ကိုအရေးကြီးပါတယ်ဒါကို emphasize ပြောမယ်ဆိုရင်ဘုံအများစုက ionic 100% မရှိတယ်လို့ covalent 100% လည်းမရှိပါဘူးအဲ့တော့ instead most bonds have at least some degree of both ionic and covalent bond character အဲ့တော့ဘုံအများစုမှာရှိတဲ့အနည်းဆုံးသော degree အချို့ပေါ့နော်အချို့မှာ ionic bond ရော covalent character နှစ်ခုလုံးမှာကျွန်တော်တို့အနည်းဆုံး degree အချို့ရှိပါတယ်ဘုံအများစုမှာကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရှင်းပြပါမယ်ဒီနေ့ကျွန်တော်ရှင်းပြတဲ့အကြောင်းအရာက type of chemical bond အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟလာ metal တွေ non metal တွေပါဝင်တဲ့ type of element အမျိုးအစားပေါ်မှာမူတည်ပြီးတော့ chemical bond တွေရဲ့အမျိုးအစားဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ chemical bond တွေဟာ chemical bond အမျိုးအစား၃မျိုးရှိပါတယ်အဲ့ဒါတော့ ionic bond, covalent bond and metallic bond ဆိုပြီး၃ခုရှိပါတယ်အဲ့ဒီ bond ထဲမှာကျွန်တော်တို့ဟာ intermolecular force ဖြစ်ဖို့အတွက်ကျွန်တော်တို့ဟာ atom molecule တွင်းထဲမှာ atom တွေအတူတူကရှိဖို့ကကျွန်တော်တို့ဟာအားနည်းတဲ့ဟာလား weak force ရဲ့ဂျာမှာအားနည်းတဲ့ molecule ရဲ့ဂျာမှာကျွန်တော်ရှိတဲ့အားက strong force ဖြစ်ဖို့လိုပါတယ်အားနည်းတဲ့ molecule ရဲ့ဂျာမှာရှိတဲ့ force က strong force ကြောင့်ဟာလား molecule အတွင်းထဲမှာရှိတဲ့ atom တွေဟာအတူတူကဟာလားနေနိုင်တာဖြစ်ပါတယ်အဲ့ဒီ weak force ကိုကျွန်တော်တို့ဟာ intermolecular force လို့ခေါ်ပါတယ်ခင်ဗျတနည်းအားဖြင့် hydrogen bond ဖြစ်ပါတယ်နောက်တစ်ခုက Van der Waals force Van der Waals force မှာကျွန်တော်တို့ ion dipole interaction ဟာလား dipole interaction နဲ့ London dispersion force ဆိုပြီးတော့၃ခုရှိပါတယ်အဲ့တော့ကျွန်တော်တို့ဟာဟာလား intermolecular force နဲ့ type of chemical bond အမျိုးအစားပေါ့နော် chemical bond အမျိုးအစားတွေကအရင်ကိုအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ compound တွေ element တွေရဲ့ physical properties နဲ့ structure တွေပေါ်မှာတက်ရောက်နေလို့ဖြစ်ပါတယ်။နောက်ပြီးအဲ့ဒီ covalent bond တစ်ခုထက် ionic bond ဟာ strong ဖြစ်ပါတယ်ခင်ဗျ။ strong ဖြစ်ပါတယ်။ပို့ပြီးတော့တန်ပါပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့က hydrogen bond က strongest intermolecular bond ရှိပါတယ်ဘယ်အောက်မှာလဲဆိုတော့ Van der Waals force အောက်မှာကျွန်တော်တို့ hydrogen bond က strongest intermolecular force ဖြစ်ပါတယ်ရှိပါတယ်အဲ့တော့ Van der Waals force မှာပဲကျွန်တော်တို့ London dispersion force ကတော့ weakest intermolecular force ပါ Van der Waals force အောက်မှာ hydrogen bond က strongest intermolecular force ဖြစ်ပြီးတော့ Van der Waals force မှာကျွန်တော်တို့ဟာလာ London dispersion force ကတော့ weakest intermolecular force ဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ in all substance အားလုံးမှာတွေ့ရပါတယ် draw ဝတ္ထုတွေအားလုံးမှာတွေ့ရပါတယ်ဟုတ်လား draw ဝတ္ထုဆိုတော့ element ဒါမှမဟုတ် compound တွေပြောတာပါအဲ့တော့ကျွန်တော်တို့ကဒီ ionic covalent model နဲ့ ionic model တွေကိုအသေးစိတ်သိဖို့ကအရေးကြီးပါတယ်အဲ့တော့ဒါကို emphasize လုပ်ပြီးတော့ပြောမယ်ဆိုရင် covalent ဟို100%ဒါမှမဟုတ် ionic ကို100%မှာမရှိပါဘူးဘုံအများစုမှာအဲ့တော့ instead most bond
ဘုံအများစုမှာက have ရှိပါ at least some degree of both ionic and covalent character covalent character နဲ့ ionic နှစ်ခုเนาะ ionic နှစ်ခုလုံးမှာ degree အနည်းဆုံး degree အချို့ရှိရပါမယ်ဘုံအများစုမှာရှိရပါမယ်ဒါကကျွန်တော်ဒီနေ့ရှင်းပြတဲ့ဟုတ်လားတောက် chemical ဘုံအမျိုးအစားလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ရှင်းပြသင်ခန်းစာကိုအားလုံးကျွန်တော်များအားလုံးနားလည်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးတွားရောက်ပြီးလုပ်ပေးသလိုကျွန်တော်ရဲ့ TikTok channel ကိုလည်းအပေါင်းလေးနှိပ်ပေးခဲ့ပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ